မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့ K hack bar ဘာရှင်းအသစ်လေးကိုနည်းနည်းလေးပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ hack bar မှာ Babsuit Pro မှာရတဲ့တချို့သော feature တွေကိုထည့်ပြီးတော့ update လုပ်ပေးထားလို့ကျွန်တော်တို့ဘယ်လိုမျိုးသုံးရမလဲမသိသေးတဲ့သူတွေအတွက်ဒီ video လေးနဲ့ရှင်းပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကာလီမှာသုံးပြမယ်ပေါ့နော်အဲ့တော့ပထမအဆုံးကျွန်တော်တို့ဒီမှာ github.com နဲ့မှာကျွန်တော်နာမည်နဲ့တွဲပြီးတော့မှကျွန်တော်ရဲ့ repo တွေကိုသွားလိုက်ပါလောလောဆယ်ဒီ overview page မှာကျွန်တော် K hack bar ဆိုပြီးပင်လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဒီမှာတကယ်လို့ကျွန်တော်တို့နောက်ပိုင်းတခြားဟာတွေကိုတင်ထားလို့ရှာမတွေ့ခဲ့ရင်ဒီ repository တွေကိုသွားပါမယ်လောလောဆယ်တော့ repository 40ခုရှိတယ်ပေါ့နော်အဲ့တော့ဒီမှာထိတ်ဆုံးမှာရှိနေသေးတာကျွန်တော်နောက်ဆုံး update လုပ်ပေးထားတာမို့လို့ပေါ့လေနော်ဆိုတော့တကယ်လို့ရှာမတွေ့ဘူးဆိုရင် K HACK BAR hack bar ဆိုပြီးရှာကြည့်လိုက်ရင်တွေ့ပါလိမ့်မယ်နော်အဲ့တော့ K hack bar ဆိုရင်ဒီမှာဒီ Firefox ကတော့ကျွန်တော်မေ19တော့ပေးထားတဲ့ version ပဲရှိပြီးတော့နောက်ပိုင်းနော် update မပေးထားတော့ပါဘူးနော်အဲ့တော့ Firefox မှာသုံးရတာတိတ်ပြီးတော့မကြိုက်လို့ပါဆိုတော့ကျွန်တော်တို့ဒီမှာ K hack bar နော်ဒီပုံမှန် version ပေါ့နော် Firefox မပါတဲ့ဟာအဲ့တော့ Chrome browser Chromium browser နဲ့ Brave browser တို့လိုမျိုး browser တွေမှာเนาะ Chromium base လုပ်ထားတဲ့ browser တွေအားလုံးမှာသုံးလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒါကိုဘယ်လိုသုံးရမလဲဆိုရင်ကာလီမှာတော့လွယ်တယ်ပေါ့เนาะတကယ်လို့ Windows မှာဆိုရင်တော့ကျွန်တော်တို့ဒီကောင် zip file နဲ့ down လိုက်မယ်ပြီးရင်ဖြီးလိုက်ရင်ရပြီเนาะကျန်တာအတူတူပဲအဲ့တော့ကာလီမှာတော့ကျွန်တော်ကဒီမှာ git git ကလုံးနဲ့เนาะကလုံးလုပ်လိုက်ပါမယ်ဟုတ်ပြီနော်အဲ့တော့ clone လုပ်ရမယ့် link က URL ကနေယူလဲရတယ်လို့ code ကိုနှိပ်ပြီးဒီနေရာလေးကနေ copy ကူးလဲရပါတယ်နော်ဆိုတော့ဒီမှာကျွန်တော်တို့ရသွားပြီပေါ့နော် K hack bar အဲ့တော့ကျွန်တော်ကဒီမှာမှားပြီးဖြတ်မိမှာဆိုလို့ document ထဲမှာ K hack bar ဆိုတာလေးနော် folder လေးတစ်ခုနဲ့တည်တဲ့ clone လုပ်ထားပါတယ်နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒီမှာဒါလေးပေးလိုက်လို့ရပြီနော်ဆိုတော့ Chromium နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာChromium ဖြစ်ဖြစ် Chrome ဖြစ်ဖြစ်ပုံစံတူတယ်ပေါ့နော် setting တွေကိုသွားလိုက်မယ်နော်အဲ့တော့ setting ထဲမှာ extension ဆိုတဲ့နေရာလေးရှိတယ်ဒါမှမဟုတ်ရင်လည်း Chrome ဆိုပြီးတော့နော်ပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ protocol ပေါ့လေနော်အဲ့ရနေပြီးတော့ extension ဆိုပြီးတော့လေရိုက်ပြီးဓာတ်ရိုက်သွားလေးရပါတယ်နော်အဲ့တော့ပထမအဆုံးစစာချင်းမှာတော့ဒီလိုပုံစံလေးပဲမြင်ရနိုင်တယ်အဲ့တော့ကျွန်တော်တို့ developer mode ဆိုတာလေးကိုဖွင့်လိုက်ရင်နော်ဒီ project folder တစ်ခုလုံးကိုထည့်လို့ရသွားတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ဒီမှာเนาะ unpack version ကို loading လုပ်ရမှာပေါ့เนาะ log unpack ကနေတွားမယ်ပြီးရင် document တွေမှာကျွန်တော်ဒီမှာထည့်မဲ့ folder ကို select လုပ်ပြီးလိုက်ပါမယ်ဒါဆိုရင်ဒီမှာရောက်လာပါပြီเนาะဒါလေးပါပဲအဲ့တော့ပြီးသွားရင်ကျွန်တော်တို့ဒီနေရာလေးမှာကြည့်လိုက်မယ် extension ဆိုတဲ့เนาะ extension ပုံစံလေးကိုနှိပ်လိုက်မယ်ပြီးရင်အဲ့ဒီ K hack bar ကိုဒီမှာပင်လေးလုပ်ပြီးထားလိုက်မယ်เนาะဒါဆိုရင်အသင့် ready သုံးလို့ရပြီဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနမူနာပေါ့လေနော်အဲ့တော့ K hack bar ကိုဖွင့်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့လိုချင်တဲ့နေရာကိုယူထားလို့ရတယ်နော်ဆိုတော့အဲ့ဒီ K hack bar မှာကျွန်တော်ကဘာတွေ feature အသစ်တွေလဲကျန်တဲ့ non-SQL injection ဘာညာတွေအတွက်ကတော့လွယ်ပေါ့လေနော်အဲ့တော့ဒါတွေမရှင်းပြတော့ဘူးဒီမှာထည့်ထားတဲ့အသစ်ကဘာမှရှိလဲဆိုတော့ Faxer ဆိုတဲ့ page ထဲမှာရှိတယ်နော် Faxer ထဲမှာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာ auto capture လေးကိုအမှန်ချစ်ပေးထားမယ်ပြီးရင်ကျွန်တော်ဒီနေရာလေးမှာပေါ့နော် auto capture အမှန်ကြီးလေးပေးထားမယ်ဆိုရင်ကျွန်တော်တို့ Bug Pro မှာပဲသုံးလို့ကောင်းတဲ့နော် mode တွေကိုတွဲပြီးသုံးနိုင်တယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်ကြည့်အောင်နော်ဆိုရပါစို့ TEST test နော်အဲ့တော့ဒါကတော့ social hack API ဆိုပြီးကျွန်တော် GitHub မှာတင်ပေးထားတဲ့ lab ကိုသုံးနေရပါနော်ဆိုတော့ဒီနေရာမှာကျွန်တော်ကTEST test ပေါ့တကယ်တော့ဒီမှာ user မရှိဘူးနော်ဒါနမူနာပြောပြတာပေါ့ဆိုတော့ကျွန်တော်တို့ login ဆင်းကြည့်အောင်နော်အဲ့တော့ user text user not found ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်သူကနော်ဒီနေရာလေးမှာကျွန်တော်တို့မလုပ်မလဲအဲ့ဒီ post method ကိုပြန်ယူပြီး phasing လုပ်မလားဒါမှမဟုတ်ရင်เนาะဒီမှာကျွန်တော်တို့ intruder ထဲမှာ sniper သို့မဟုတ် cluster bomb attack တွေရွေးလို့ရတယ်နော်အဲ့တော့ဒီနေရာကိုဘယ်လိုရောက်အောင်ခေါ်တင်မလဲဆိုရင်ဒီမှာ load capture post ဆိုတာလေးနှိပ်လိုက်ရင်ဒီခုန data တွေရောက်လာတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ application JSON data နဲ့ auto detect လုပ်ပေးထားတယ်เนาะဆိုတော့အဲ့နေရာမှာကျွန်တော်တို့က text user name နေရာမှာဒီနေရာလေးမှာပေါ့เนาะ add
ဒီသင်္ကေတလေးထည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့အဲ့သူ့အတွက် payload status ဒီနေရာမှာပေါ်လာပြီเนาะအဲ့တော့ဆိုကြပါစို့ကျွန်တော်ဒီမှာ DSD dash เนาะပြီးတော့မောင်မောင်เนาะပြီးတော့မြက်မြပေါ့เนาะထားပါပြီးရင်ကျွန်တော်တကယ်တော့ဒီနေရာမှာเนาะကိုပါကို what list ကတော့ဒီနေရာမှာတော့ diet မရှိဘူး sorry เนาะအဲ့တော့ကျွန်တော် what list ကို diet မထည့်ထားပေးဘူးဒါပေမဲ့เนาะအဲ့ဒီဟိုပါပေါ့ what list ဖိုင်တစ်ခုခုကို copy ယူပြီးတော့ဒီထဲမှာလာပြီး paste လုပ်လို့ရတယ်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်အမှန်ဖြစ်တဲ့ ALIC alice တစ်ခုထည့်လိုက်မယ်เนาะဒါစမ်းကြည့်လို့လွယ်အောင်လုပ်ပါဆိုတော့ဒါမျိုးဆင်းလို့ရတယ်เนาะ start attack เนาะဒါဆိုရင်ဒီမှာသူတွေ့တယ်ဟုတ်ပြီเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဒီ different byte တွေကိုပြထားတယ်ပေါ့လေเนาะအဲ့တော့ပြထားတယ် alex မှာ 401 and authorize ပေါ့ဒါတော့ကျွန်တော်နည်းနည်းလေးပဲဆန်းလိုက်เนาะအဲ့တော့ထူးထူးခြားခြားကြည့်ရမယ့်နေရာတွေကိုဒီလိုမျိုးပြပေးထားတယ်ပေါ့လေဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒီနေရာမှာ 401 and authorize နဲ့ပြထားတယ်ဒီဟာ alex ဆိုတဲ့ user ဒါရှိရပေါ့เนาะဆိုပြီးတော့ဒါသိနိုင်တယ်လောလောဆယ်ကကျွန်တော်တို့ဒီ response code တွေကို bat မှာလို့ပဲလွယ်လွယ်ကူကူပြန်ပြီးတော့လုပ်ပြထားတာပေါ့เนาะဒါ sniper attack ဟုတ်ပြီเนาะအဲ့တော့သိနိုင်တယ်ဆိုတော့ထားပါတော့ဒါကျွန်တော်တို့ cluster ဘုံဆိုရင်တော့နှစ်နေရာလုံးပေးရမှာပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့သိသွားပြီဆိုရင်နောက်တစ်ချက်เนาะ password နေရာလေးကိုကျွန်တော်တို့က password ပေါ့เนาะ password ကဒီမှာ DSD test လို့ရေးထားတယ်เนาะ password နေရာမှာ position ထည့်မယ်အဲ့တော့ဒီနေရာမှာတော့ user name သိသွားပြီမို့လို့ ALIC alex ပေါ့နော်ထည့်လိုက်မယ်အဲ့တော့ password နေရာမှာကျွန်တော်တို့ကဒီမှာ set လုပ်ထားတယ်တနေရာပဲ UTP သွားမှာဖြစ်တဲ့အတွက်နော်ဒီနေရာမှာကျွန်တော်တို့နော်ဒီ sniper attack ကိုပဲရွေးထားရပေါ့နော်အကယ်၍ cluster ဘုံရွေးခြင်းရင်လည်း cluster ဘုံရွေးလို့ရတယ်အဲ့ဆိုရင်နှစ်ခုလုံးတစ်ပြိုင်တည်းလုပ်ရတဲ့ဟာတွေပေါ့နော် okay ဆိုတော့ဒီမှာတော့ကျွန်တော်တစ်ခုချင်းစီခွဲပြီးလုပ်လို့ရတယ်ဘာလို့လဲဆိုတော့ဒီ social hack ထဲမှာပေါ့နော်ဒီ login page ထဲမှာတီးတဲ့နော်ဖန်တီးထားတာမဟုတ်လို့ပေါ့ဟုတ်ပြီနော်ဆိုတော့ဒီထဲမှာကျွန်တော်က user name မှားရင် user name မှားတယ် password မှားရင် password မှားတယ်လို့ခွဲပြီးတော့ response ပြန်လာလေးပြပေးထားတယ်အဲဒါကြောင့်မဟုတ်လို့ပါနော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာနော် password နေရာမှာထည့်လိုက်ပြီဒါဆိုရင်ကျွန်တော်တို့က sorry အဲ့တော့ password နေရာမှာထည့်လိုက်ပြီဖြစ်တဲ့အတွက်နော်ကျွန်တော်တို့ဒီ password list နေရာပေါ့လေဟုတ်ပြီနော်အဲ့တော့အဲ့ password list အတွက်ကို payload တွေကို select လုပ်ပေးရမယ်ဒီနေရာမှာကျွန်တော်တို့ what list ထဲကစကားလုံးတွေကို copy ကူးယူလာလို့ရတယ်ပေါ့နော်အဲ့တော့နမူနာအနေနဲ့ဆိုရင်ကျွန်တော်ဒီမှာpasswords.txt ဆိုတာလေးရှိတယ်နော်ဒီမှာကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ဒီထဲထဲမှာသူ့ရဲ့အမှန်အကန် password ဖြစ်တဲ့နော် password 123တော့ပါတယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုကျွန်တော်ကဒီမှာ copy ကူးလိုက်မယ်နော် copy ကူးလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာ paste လုပ်လိုက်မယ်ဟုတ်ပြီနော်ပြီးရင် stack attack နဲ့စမ်းကြည့်လို့ရတယ်နော်အဲ့တော့ဒီမှာကျွန်တော် speed ကိုတော်တော်မြန်အောင်လုပ်ပြီးထားတယ်ပေါ့နော်ဒီမှာကြည့်လိုက်ရင်တွေ့နိုင်တယ်နော်အဲ့တော့ဘယ်ဟာတွေကတော့အောင်မြင်တယ်ဘယ်ဟာတွေကတော့မအောင်မြင်ဘူးဆိုတာကိုတွေ့နိုင်တယ်ပေါ့နော်အဲ့တော့နည်းနည်းလေးကြည့်အောင်ဟုတ်ပြီနော်ဆိုတော့ဒီမှာတစ်ခုတွေ့သွားပြီနော်အဲ့တော့164 response ဒီနေရာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ထဲထဲမှာစုစုပေါင်းသူကနော်အောင်မြင်တဲ့ highlight ကတစ်ခုပဲရှိရပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တွေ့ရပါတယ် password 123ပေါ့နော်ဒါဆိုရင် alice ဆိုတဲ့ user ဒီ password 123ဆိုတဲ့ web list နဲ့ဝင်လို့ရတယ်နော်အဲ့တော့ ALIC alice PASSWRD 123နော်တကယ်တော့ဒီမှာကျွန်တော် testing လုပ်ဖို့အတွက်ပြီးထားတာပါတယ်နော်ဆိုတော့စမ်းကြည့်အောင်ဒါဆိုရင် login ဝင်လို့ရပါတယ်နော်အဲ့တော့ phasing လုပ်လို့ရတယ် URL phasing ဒီအပေါ်မှာပေးထားတဲ့ feature တွေ post method ထဲမှာဝင်ပြီးလုပ်လို့ရတယ်နော်အဲ့တော့ hack bar အပြင်ပေါ့လေတခြားကျွန်တော်တို့ security texting လုပ်နိုင်တဲ့ feature တွေအများကြီးပဲထည့်သွင်းပေးထားပါတယ်နော်ဆိုတော့ video မှာတော့ဒီလောက်ပဲပြောလို့ကောင်းပြီပေါ့နော်အဲ့ဒါဆိုရင်မသုံးတတ်တဲ့သူတွေလည်းပဲဒါအဆင်ပြေသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နော်အားလုံးပဲအဆင်ပြေကြပါစေ thank you